Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့ application တွေဖန်တီးတယ် website တွေဖန်တီးတယ်မျိုးတန်းကျော်ပါကျွန်တော် digital rank မြန်မာကပါမိတ်ဆွေတို့ကလည်း application တွေဖန်တီးခြင်းလို့ဆိုရင်ကျွန်တော်နဲ့အခမဲ့ဆွေးနွေးတိုင်ပင်လို့ရပါတယ် Okay အဲ့တော့ဒီ application လေးကဒီမှာတော့ကျွန်တော်အကြမ်းမြင်လေးရေးထားတယ်ဒီ application ရေးခြင်းနဲ့သူရဲ့လုပ်ငန်းအကြောင်းကျွန်တော်နည်းနည်းလေးအရင်ပြောပြမယ်ပေါ့နော်သူကနယ်မျိုးတစ်မျိုးမှာပေါ့နော်သူကအဲ့လိုသူရဲ့ဒီ gadget လိုမျိုး store electronic ပစ္စည်းတွေရောင်းတဲ့ဆိုင်ကနေလာပြီးတော့အပ်ထားတဲ့ application လေးတစ်ခုပေါ့နော်အဲ့တော့ तू ကအဲ့လိုပဲဝေဟိုငွေသွင်းငွေထုတ်အဲ့ဒီ service တွေပါ तू ဆိုင်မှာရတယ်ပေါ့နော်အဲ့တော့ဒါ तू လုပ်ချင်တဲ့အကြမ်းမြင့်အချက်လက်လေးတွေအဲ့တော့ပထမဆုံးကဒါ wave money စီးရင်နေသူပြန်ကြည့်ခြင်းနဲ့ပုံမှန်ဆို site web ထဲမှာဟလာစီးရင်နေဖြည့်တယ်အခု तू က application နဲ့ तू ကအဲ့ဒါတွေ application ထဲမှာဖြည့်မယ်ပြန်ကြည့်မယ်ပေါ့နော်ပြန်ကြည့်တဲ့အခါမှာလဲ wave ထဲမှာသူတို့ဒီ wave တကြောင်းလွှဲလိုက်ရပြီဆိုရင်ပတ်စံသူကဘလောက်ပတ်စံ charges ရတယ်ပေါ့နော်အဲ့ဒီအချက်လက်တွေပါ application ထဲမှာထည့်မှာပေါ့နော်နောက်တစ်ခုကဘာတုံးဆိုတော့ပစ္စည်းရောင်းစင်းနေလဲသူကကြည့်ချင်တယ်ပေါ့နော်ဘယ်လိုမျိုးလေးလဲဆိုတော့ဗျာဒီလိုသူကျွန်တော်ကိုပြောတဲ့ပုံကတော့တနေ့ကုန်သူကဈေးရောင်းမယ်ဈေးရောင်းရင်းနဲ့ application တွေကိုရောင်းရတဲ့အချက်လက်တွေအားလုံးသူထည့်ထားမယ်ညဘက်သူအိတ်ခန့်နေရောက်လို့ရှင်ဒါကိုဖုန်းဖွင့်ပြီးကြည့်လိုက်မယ်ဒါဆိုတရက်စာအားလုံးပေါင်းဘလောက်ရောင်းရလဲဗာပစ္စည်းတွေရောင်းလိုက်ရတာလဲအဲ့ဒီဟာကိုသူပြန်ကြည့်ချင်တာပေါ့နော်နောက်တစ်ခုကကျတော့ဒါအပေါ်ကဒီနှစ်ခုကိုသူကရက်ဆွဲလိုက်စီးရင်နေပြန်ကြည့်ချင်တာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဥမာဒီနေ့ဆို25ရက်ပေါ့နော်25ရက်နေ့ရနေပြီသူရက်30အထိသူဖြည့်လိုက်တယ်ရွေးလိုက်တယ်ပေါ့နော်ရွေးလိုက်တယ်ဆိုအဲ့ဒီ25ရက်နဲ့30ရက်ကြားမှာရောင်းရတဲ့စီးရင်အလုံးပေါင်းသူကြည့်ချင်တယ်total အလုံးပေါင်းဘယ်လောက်ရောင်းလိုက်ရလဲဆိုတော့အချက်လက်ကိုပါသူကသိချင်တာပေါ့နော်အဲ့လိုမျိုးလေးသူကကြည့်ချင်တာနောက်တစ်ခုကဆိုင်မှာရှိတဲ့ပစ္စည်းစင်းရုံနဲ့သူကကြည့်ချင်တယ်ပေါ့နော်သူဆိုင်မှာဥပမာဒီလို mouse လေးတွေရှိတယ်ဆိုပါတော့ဒါဆို mouse သူစင်းရင်သွင်းထားလိုက်တယ် mouse အလုံးပေါင်း10လုံးရှိတယ်ဒါဆိုပစ္စည်းတစ်ခုအယောင်စင်းသွင်းလိုက်ပြီဆိုတာနဲ့ automatic system နေပြီးတော့တစ်လုံးလျှော့ပြီးတော့6လုံးကျန်မယ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုစင်းရင်နေပါသူကကြည့်ချင်တာပေါ့နော်ပစ္စည်းတိုင်းအောင်ပေါ့နော်နောက်တစ်ခုကတော့ဒါပစ္စည်းလက်ကျန်ကိုလည်းသူကသိချင်တယ်ပေါ့နော်ပစ္စည်းလက်ကျန်ဆိုတာခုနကကျွန်တော်ပြောတဲ့အတိုင်းလက်ကျန်ပေါ့နော်အဲ့မှာသူကဘာတစ်ခုထပ်တောင်းလေးသေးလဲဆိုတော့ပစ္စည်းကိုဖျက်လိုက်တဲ့စရင်မျိုးလေးတွေလည်းရှိတယ်ပစ္စည်းမှာ mouse ပြတ်သွားတယ်ဆိုလို့ရှိရင်ပြတ်သွားတဲ့ဟာသူပယ်လိုက်မယ်ဒါဆိုလို့ရှိရင် mouse သူ့မှာရှစ်လုံးပဲရှိတယ်ပေါ့နော်နောက်တစ်ချိန်သူပြန်ကြည့်ချင်လို့အပြည့်စင်းထဲမှာသွားကြည့်ရင်ဒီ mouse ကပေါ်နေရမှာပေါ့နော်အဲ့လိုပဲဒီမှာပစ္စည်းရဲ့နောက်တစ်ခုက cloud application ဖြစ်ချင်တာပေါ့နော် cloud application ဖြစ်ချင်တယ်ဆိုတာဘာကြောင့်လဲဆိုတော့သူကဒီဖုန်းတစ်လုံးနဲ့မဟုတ်ဘူးတခြားသောဖုန်းတစ်လုံးနဲ့ပါသူကကြည့်အောင်ပါဗျာတခြားသောဖုန်းတစ်လုံးနဲ့ပါကြည့်အောင်ပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ application က internet ပေါ်မှာသွားပြီးတော့အချက်လက်တွေကိုတင်ထားဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးလေးသွားချင်တာပေါ့နော် Okay အဲ့တော့ဒီပုံစံသဘောတရားကိုတော့မိတ်ဆွေတို့နားလည်မယ်လို့ကျွန်တော်ထင်တယ်အခုကျွန်တော်ဆက်ပြီးတော့ဆွဲလိုက်ရအောင် mock-up design လို့ခေါ်တာပေါ့နော် design အကျဉ်းလေးကျွန်တော်တို့ဆွဲလိုက်ရအောင်ဗျ Okay ကျွန်တော်တို့စီမှာ design လေးတော့ရလာပြီပေါ့နော်ဒါဒီမူလ page မှာဒါမြင်ရမယ့်ဟာပေါ့နော်ဒါဒီနေ့အတွက်ရောင်းရငွေလွှဲအားလုံးစုစုပေါင်းဘယ်လောက်လဲပြင်ပစ္စည်းအားလုံးဘယ်နှခုကျန်တယ်လဲပေါ့နော်ပြင်စုစုပေါင်း order ဘယ်လောက်လဲဒီဟာတွေကိုပြထားတာပေါ့နော်ဒီနေ့အတွက်ပေါ့နော်တကယ်လို့26ရက်နေ့ပြောင်းရမယ်ဆိုလို့ရှိရင်26ရက်နေ့အတွက်သူကပြန်ပြီးတော့စလိမ့်မယ်ပေါ့နော်အောက်မှာတော့ကျွန်တော်ကပစ္စည်းလေးတွေကိုစီပြထားတယ်ဒီပိုင်းအောက်မှာကျွန်တော်ပစ္စည်းများဆိုတာရှိတယ်ဒါကတော့သူ့ဆိုင်မှာရှိတဲ့ပစ္စည်းလေးပေါ့နော်ဘယ်နှလုံးကျန်တယ်စသဖြင့်ဒါလေးတွေမြင်နေရမယ်ပြင်ပစ္စည်းကိုဒီမှာရှာလိုက်လို့ရတယ်ပေါ့နော်နောက်ထပ်တစ်ခုကအယောင်စင်းရင်မှာဒါအယောင်စင်းရင်ပေါ့နော်သူ့ရဲ့ရောင်းလိုက်ရတဲ့ပစ္စည်းတွေကိုရောင်းလာတဲ့ကျွန်တော်ကတော့ဒါ demo data လေးတွေပဲကျွန်တော်ဖြည့်ထားပါဘောเนาะဒီမှာဘယ် date ဒီနေ့25ရက်နေ့ကနေပြီးတော့ဥပမာကျွန်တော်တို့က come on sorry 25ရက်နေ့ကနေပြီးတော့ရက်30ကြာကိုကျွန်တော်ရှာမယ်လို့နှိပ်လိုက်လို့ရှင်25ရက်နေ့နဲ့ရက်30ကြာမှရှိတဲ့စင်းရင်းတွေပဲအားလုံးဒီမှာထွက်လာမှာပေါ့เนาะဒီလိုပုံစံမျိုးရှာဖွေလို့ရတယ်ပေါ့เนาะငွေလဲစင်းရလဲအဲ့လိုမျိုးအတူတူပဲပေါ့เนาะအဲ့တော့မိတ်ဆွေတို့အခုမိတ်ဆွေတို့ရဲ့လုပ်ငန်းအတွက်တရားတွေလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်လာပြီးတော့ဆက်သွယ်လို့ရပါတယ်အခမဲ့ကျွန်တော်မေးမြန်းလို့ရပါတယ်ခင်ဗျ Okay ဒီဟာလေးနဲ့ပတ်သက်ပြီးတော့သိချင်လို့ရှိရင်ကျွန်တော်လာပြီးတော့မေးလို့ရပါတယ်ဒါကတော့ကျွန်တော်တကယ်ဒီအတွက်ကျွန်တော်ရေးထားလိုက်ရတဲ့
ကုတ်တွေပေါ့နော်ကုတ်တွေပေါ့ဒီကောင်တွေကโอเคအားလုံးကျေးဇူးပါဗျ